Nà tia atu jaya ao. Kulu tija time biro. Tia atu do me suyin. Patamazo. Kuye tene khana ho. Yaswa Phayashin ko hluwa pare. Phaya tia tanga yirana myat thongpa ko hluwa pare. Yakhu tia time ne sin atwain. Phaya tpito ye atane khana ko Yaswa Phayashin a hludan pare. Phaya tia tanga yirana myat thongpa ko hludan pare. Edi lo hludan lai to Ku khanda ha ku bai maဟုတ်တော့ဘူးကိုယ်ပိုင်ပစ္စည်းမဟုတ်တော့ဘူးဖျားပိုင်ပစ္စည်းဖြစ်သွားတယ်ဖျားပိုင်တဲ့ပစ္စည်းကိုဘယ်သူမှနှောက်ယှက်ဖြစ်စီလို့မရဘူးဖျားကိုခန္ဓာလူခြင်းအဖြစ်ဒါနကုသိုလ်လေးရတာပဲတရားထိုင်နေစဉ်အတွင်းဘေးရန်အန္တရာယ်လေးကင်းတာပဲဒီခံမှုခန္တီကိုလည်းပူအားကောင်းစေတယ်ဖြစ်ကနေရှိရွှေမယ်ဖြစ်ကနေရှိပြင်မယ်ဆိုတဲ့စိတ်ဖြစ်တဲ့အချိန်ဟောဒီခန္ဓာဖျားလှူထားတာဖြစ်ကနေနာပြင်ဖြစ်ကနေကျင်ရွှေ့လိုက်လို့ရှိရင်ဖျားမလေးစားတယ်လို့ဖြစ်နေပါမယ်ကြောင်ရုံတန်ရုံတော့ကတော့ပြီးခံနိုင်သွားတာပေါ့ဖျားလေးစားတယ်ဆိုပြီးတော့ပီတိထိုင်းနေရမှာတော့မဟုတ်ပါဘူးမလွတ်ဖက်နဲ့ပြင်လေရွှေ့တယ်ဆိုရင်ဖျားလေးစားတာပါပဲတရားလေးစားရင်ဖျားလေးစားပြီးသားပါအရေးကြီးဆုံးကတရားကိုလေးစားဖို့ထိုင်နေစဉ်အတွင်းအမှတ်မလွတ်အောင်တတိမလွတ်အောင်နေနေတယ်ဆိုရင်တရားကိုလေးစားတာပေါ့တရားကိုလေးစားတယ်ဆိုရင်ဣရိယာပုဘလို့ပဲပြင်ဘလို့ပဲပြောင်းဖရာကိုလေးစားပြီးသားပါပဲသာထိုင်နိုင်ခြင်းဂုဏ်တော်လေး10မိနစ်လောက်ပွားလို့ဖရာဂုဏ်တော်လေးဖရာဂုဏ်တော်10မိနစ်လောက်ပွားပြီးတော့မေတ္တာလေး10မိနစ်လောက်ပို့လို့ရထားတဲ့ကာထွက်ခံနေကြရင်အင်ဂျင်နှိုးရတယ်လို့ပဲရှုမှတ်မှုလေးတွေရပ်ထားရကနေရှုမှတ်မှုရပ်ထားတဲ့စိတ်ကိုသူတော်ကောင်းတက်တွေနဲ့သူတော်ကောင်းတရားတွေနဲ့နှွေးသွားစေခြင်းနဲ့ဆိုရင်အင်ဂျင်နှိုးပေးရတယ်အာဒီဝါလေးတတိကလေးဝင်တိုင်းထီတိုင်းတိလေးထွက်တိုင်းထီတိုင်းတိလေးဝင်တိုင်းလေးထွက်တိုင်းထီတာလေးကိုအဆက်မပြတ်တိနေတာဟာဘာဝနာအလုပ်ရပ်ထားတဲ့ကိုယ်စိတ်ကလေးကိုအင်ဂျင်နှိုးပေးလိုက်တာပါပဲတရားရှိမှတ်တော့မယ်ဘာမှတ်ရမလဲလို့အထူးစဉ်းစားမနေနဲ့ရုပ်တရက်ဆိုရင်ဘာမှတ်ရမှလည်းမသိပဲဖြစ်တတ်တယ်အဲ့တော့ပင်တိုင်းကမ္မထံနေနဲ့အာနာပါနကမ္မထံကိုကင်ထားရမယ်ရိုးရှင်းလေးပါပဲလေးဝင်ရင်ထိသွားတယ်နှွေးသွားတယ်အေးသွားတယ်ကြမ်းသွားတယ်ချောသွားတယ်မာသွားတယ်ပျော့သွားတယ်စသည်အဖြစ်သဘောအမျိုးမျိုးတွေကတစ်မျိုးမျိုးထင်ရှားပါတယ်ထိတာကိုပဲမရအောင်ရှားမှာလေလို့မဟုတ်ဘူးတိုးတာတွန်းတာကိုပဲမရအောင်ရှားမှာလေလို့မဟုတ်ဘူးလေးဝင်ထိသွားလေးထွက်ထိသွားတဲ့အခါမှာကိုယ်ရုပ်ကိုယ်နှာခေါင်းအတွင်းပေါ့လေတမျိုးလေးတော့ဖြစ်သွားတာပါပဲကြောင်းလဲမှုလေးတမျိုးဖြစ်သွားတယ်အဲ့ဒါလေးကိုသိနေရမယ်ဒီယုံလေးသိနေလို့စိတ်လွတ်တတ်တယ်ဆိုရင်လေဝင်သွားတဲ့အခါဝင်တယ်ဒီထွက်သွားတဲ့အခါထွက်တယ်စိတ်ထဲကနေဖြည်းဖြည်းလေးမှတ်ယုံပါမယ်ဒီထိတဲ့သဘောမှာစိတ်ကလေးကတ်သွားပြီဆိုရင်တော့ဝင်တယ်ထွက်တယ်ဆိုတဲ့စကားလုံးကိုဖြုတ်လိုက်လို့လေ
ရပါတယ်ဒီနေ့မှစပြီးအားထုတ်ကြတာမဟုတ်ဘူးနေ့စဉ်နေ့တိုင်းအားထုတ်နေကြတာဆိုတော့နာသီဝါလေးတတိကဝင်လေထွက်လေရှုလိုက်တာနဲ့နာသီဝါမှာရောနှာခေါင်းအတွင်းမှာရောအားကောင်းလို့လည်ချောင်းလို့အဆင့်ဆင့်နဲ့နောက်ဆုံးတစ်ခုလုံးငြင်းအေးတဲ့သဘောအေးချမ်းတဲ့သဘောထင်ရှားလာတယ်ထင်ရှားဆုံးကတော့နှာခေါင်းအတွင်းပိုင်းလည်ချောင်းတစ်လျှောက်သမထဆိုတာကပုံသဏ္ဍာန်နမိတ်တွေနောက်လိုက်ရတယ်ဝိပဿနာဆိုတာကသဘောတရားနောက်လိုက်ရတယ်ဝင်လေထွက်လေရဲ့လေချောင်းနောက်လေပုံသဏ္ဍာန်နောက်လေနမိတ်နောက်လိုက်ရင်တော့သမထဖြစ်မယ်ဝင်လေထွက်လေထိမှုတွန်းမှုသဘောလေးတွေမှုနွေးမှုအေးမှုသဘောလေးတွေသဘောတသက်ကိုပဲသိရင်တော့ဝိပဿနာဖြစ်မယ်ဝိပဿနာလမ်းကြောင်းကိုရှောင်နေတယ်ပေါ့လေဝိပဿနာဆိုတာကတော့ဖြစ်ပျက်ကိုမြင်မှစဖြစ်တာပါဖြစ်ပျက်ကိုမမြင်ခင်သဘောမြင်မှုအရေးကြီးတယ်သဘောသိမှဥဒယဝရမြင်နိုင်သည်ဖြစ်ပျက်ကိုမမြင်ခင်ဘာဖြစ်ပျက်လဲဆိုတာဘာရဲ့ဖြစ်ပျက်လဲဆိုတဲ့ဘာလေးကိုအရင်သိရမယ်ဘာဆိုတာယုံနာမှာပဲယုံနာဆိုတာလေသဘောပါပဲယုံဆိုတာဖောက်ပြန်နေတဲ့သဘောပြောင်းလဲနေတဲ့သဘောတစ်မျိုးတစ်ပုံဖြစ်နေတဲ့သဘောနာမ်ဆိုတာသိတတ်တဲ့သဘောကိုင်းညွတ်တတ်တဲ့သဘောအဲ့ဒီယုံသဘောနာမ်သဘောကိုအရင်သိမှုလိုတယ်ယုံသဘောနာမ်သဘောကိုအရင်မသိသေးပဲနဲ့ပညာလိုက်ကြီးကိုဖြစ်ပြလို့မရပါဘူးဒီရဖြစ်ပြနှာခေါင်းကဖြစ်ပြမြင်တဲ့လူတွေသစ်ပင်တွေအကုန်လုံးဖြစ်ပြအဲ့ဒီလိုမရပါဘူးကိုယ်ခါတိုင်းသိနေကြပုဂ္ဂိုလ်တ attva ငါသူတစ်ပါးယောက်ျားမိန်းမကောင်းခါချီလက်ဆိုတဲ့ပညာတည်ကြော်ပြီးတော့ပရမတ်သဘောကိုအရင်သိအောင်လုပ်ရမှာအဲ့ဒီသဘောသိကိုပထမတော့ပညာနဲ့ပဲစားရတာပါပဲမင်းရွှေနဲ့အတွင်းထဲမှာအေးတဲ့သဘောပဲထင်ရှားနေရင်အေးတာလေးပဲသိနေပါနေရာအနှံ့အေးနေတာပဲဘယ်နေရာသိရမလဲဆိုရင်ထင်ရှားတဲ့နေရာသာသိနေတနေရာကိုသိနေနဲ့တခြားနေရာဟာတွေလည်းသိသွားတာပါပဲဝင်လေထွက်လေရှုနေရင်နဲ့စိတ်တွေပြန်လွင်သွားရင်ပြန်လွင်နေတွေးရင်တွေးတယ်နာကျင်ကြက်ခဲတာထင်ရှားလာရင်လည်းနားတဲ့သဘောလေးအာရုံစူးစိုက်ပြီးတော့နားတယ်ကျင်တယ်စကလုံးကအဓိကမဟုတ်ဘူးတွေးတယ်လို့မှတ်ရင်ဘယ်လိုလေးတွေးနေတာလဲသိချကြည့်
နားတယ်မှတ်ရင်ဘယ်လိုလေးနားနေတာလဲဘယ်လိုသဘောလေးကိုနားတယ်ခေါ်တာလဲသိချာကြည့်အာနာပါနကမ္မထံကိုပွားများရင်တတိပဋ္ဌာန်၄ပါးလုံးပွားများရာရောက်တယ်တဲ့ထိမှုတူမှုကာယလေးတစ်ခုကြည့်နေုံနဲ့၄ပါးလုံးပြည့်စုံပြီးသားကျန်တဲ့သုံးခုဟာထိုနည်း၎င်းလို့ဒီလိုဆိုလိုတာမဟုတ်ပါဘူးထိမှုတူမှုလေးတွေအေးမှုနှွေးမှုလေးတွေသိနေတာကကာယကိုသိနေတာမို့လို့ယုတ်ကာယကိုသိနေတာမို့လို့ကာယ ानु ပတနာရှုရင်နဲ့ငြိမ်းအေးတဲ့သဘောလေးတွေဝမ်းမြောက်တဲ့သဘောလေးတွေနှစ်သက်တဲ့သဘောလေးတွေချမ်းသာတဲ့သဘောလေးတွေဖြစ်လာပါတယ်ဝင်လေထွက်လေရှုမှတ်ခြင်းကြောင့်ကိုယ်နာကျင်မှုဆိုတာဖြစ်ယူထုံးစံမရှိပါဘူးအထိုင်ကြာလို့သာနာကျင်ကြိုက်ခဲတာရှိမယ်ဝင်လေထွက်လေကြောင့်နာကျင်ကြိုက်ခဲတာမရှိပါဘူးရှုဖို့ရှုနည်းမမှန်လို့သာနှာခေါင်းနာတာရှိခြင်းရှိမယ်ပုံမှန်တိုင်းရှုပြီးပုံမှန်တိုင်းရှုနေုံနဲ့တော့နှာခေါင်းမနာကျင်နိုင်ပါဘူးကိုယ်ချမ်းသာမှုကိုသာဖြစ်စေပါတယ်ဝင်လေထွက်လေကအဲဒီကိုယ်ချမ်းသာမှုလေးဖြစ်လာတော့ကိုယ်ချမ်းသာတာကတော့ရုပ်ပါပဲချမ်းသာတာတွေကြီးကာယ ानु ပတနာပဲအဲ့ဒီကိုယ်စိတ်နှစ်ပါးချမ်းသာနေတာကိုခံစားနေတဲ့သဘောလေးကဝေဒနာကိုယ်စိတ်ငြိမ်းအေးချမ်းသာလာတော့ချမ်းသာတာကိုခံစားတဲ့သဘောလေးပေါ်လာတယ်အဲ့ဒါလေးကိုရှုနေတော့ဝေဒနာ ानु ပတနာဖြစ်သွားတယ်အတိကျကျပြုနေုံနဲ့ဝေဒနာ ानु ပတနာအလိုလိုဖြစ်တာမဟုတ်ဘူးအဲ့ဒီခံစားတဲ့သဘောကိုရှုလိုက်တော့မှဝေဒနာ ानु ပတနာဖြစ်သွားတာကာယကနေဝေဒနာကိုပြောင်းသွားတာရည်မှုတွေချမ်းသာမှုတွေဖြစ်တော့စိတ်ကလေးကကြည်လင်းလာတယ်စိတ်ကလေးကတည်ငြိမ်လာတယ်စိတ်ကလေးကကိလေသာတွေကနေလွတ်မြောက်လာတယ်ကြည်တဲ့စိတ်အေးတဲ့စိတ်လွတ်တဲ့စိတ်ကလေးကိုတည်နေတာကိုယ်ရဲ့ကြည်လင်ခြင်းအေးချမ်းသာမှုစိတ်ရဲ့ကြည်လင်ခြင်းအေးချမ်းသာမှုကြည်လင်ခြင်းအေးချမ်းသာမှုကိုခံစားနေတဲ့သဘောအဲ့ဒါလေးတွေကိုတည်နေတာကစိတ်အဲ့ဒီစိတ်ကလေးကိုပြန်ရှုလိုက်တဲ့အခါကျတော့စိတ်ဓာ ानु ပတနာရှုမှတ်မှုအလေးကျင့်ရှုမှတ်တဲ့အချိန်ကြာလာတဲ့အခါဝင်လေထွက်လေကလည်းမထင်ရှားတော့ဘူးကိုယ်ရဲ့ငြိမ်းအေးချမ်းသာမှုတွေကလည်းမထင်ရှားတော့ဘူးဘာမှရှုမှတ်စရာမရှိတော့တယ်လို့ဖြစ်သွားတတ်တယ်အဲဒီကြတော့ဘာရှုရမှလည်းမသိဘူးဆိုပြီးတော့မထူးပါဘူးဆိုတော့မျက်စိဖွင့်ကမ္မဋ္ဌာန်းဖြုတ်လိုက်တတ်တယ်ဘာရှုရမှလည်းမသိတော့ဘူးပြင်လိုက်ကြီးဖြစ်နေတယ်ဟာလာဟင်းလေးကြီးဖြစ်နေတယ်ဆိုရင်အဲ့လိုဘာမှရှုစရာမထင်ရှားမှန်းသိနေတဲ့စိတ်ကလေးတော့ရှိပါတယ်ဘာလို့ရှုရမှမသိပဲဖြစ်နေတဲ့စိတ်ကလေးကိုပဲရှုလိုက်ပါတရားအထုတ်နေတာဘာမှရှုစရာမရှိဘူးဆိုတာမရှိပါဘူးနိဗ္ဗာန်ကိုမျက်မှောက်ပြုတဲ့ message ဖို့စိတ်မဟုတ်သေးဘူးဆိုတော့အရှုခံအာယုံတစ်ခုခုကိုသိနေရ message ဖို့စိတ်ပြီးပဲလေနိဗ္ဗာန်ရဲ့ငြိမ်းအေးမှုကိုသိနေပါလေဘာမှမသိပဲလစ်ကနေဖြစ်သွားတာကိုတချို့ကမက်ကြတယ်ထင်နေတတ်တယ်ဒီပြောတယ်လို့ဖြစ်သွားတယ်ဒါပေမဲ့အိတ်တာမဟုတ်ဘူးနိုင်တယ်လို့ဖြစ်သွားတယ်အိတ်တာမဟုတ်ဘူးဘာဖြစ်တာလဲကမ္မဋ္ဌာန်းဆရာကအဲ့ဒါမဲ့ကြတာလို့ပြောတာကိုခံကျင်ကြတယ်မဲ့ကြတာမဟုတ်ဘူးဘဝင်ကြသွားတာလို့ပြောရင်ဘယ်ကမ္မဋ္ဌာန်းဆရာကိုမကြည်နပ်ဘူး
မှတ်တဲ့အချိန်ကြာလာလို့တမာတိလွန်ကဲလာပြီဆိုရင်မကြာခဏဘဝင်ကြပါတယ်ဘဝင်စိတ်ဖြစ်ပါတယ်အိပ်ပျော်တဲ့အချိန်မှာဖြစ်တဲ့ဘဝင်စိတ်မျိုးပါဘဝင်စိတ်ဖြစ်တိုင်းအိပ်ပျော်တာမဟုတ်ဘူးလမ်းလျှောက်နေရင်လည်းဘဝင်စိတ်တွေခဏခဏဖြစ်တာပဲတီဗီကြည့်နေရင်လည်းဘဝင်စိတ်တွေခဏခဏဖြစ်နေတာပဲတရားထုတ်တဲ့အချိန်ကျတော့အာယုံတစ်ခုတည်းစူးစိုက်တမာတိတွေကောင်းလာတော့ဘဝင်စိတ်ဖြစ်တာကသိတာသွားတယ်အဲ့ဒါကိုလစ်ကနေဖြစ်သွားတယ်အေးကနေဖြစ်သွားတယ်ဘာမှမသိလိုက်ဘူးငိုက်တယ်လို့ပဲငိုက်တာမဟုတ်ဘူးအိပ်ပျော်သွားတယ်လို့ပဲအိပ်တာမဟုတ်ဘူးမဟုတ်ပါဘူးတရားရသွားတာမဟုတ်ပါဘူးဘဝင်စိတ်ဖြစ်သွားတာပါအရှိမမသိဟာလာဟင်းလင်းဖြစ်နေတဲ့သဘောငြိမ်းနေတဲ့သဘောကိုသိတဲ့စိတ်ကလေးကမှပြန်ရှုလို့မရဘူးမျက်စိမှိတ်ပြီးထိုင်နေခြင်းကြောင့်ပြင်ခဲကြီးလိုပဲဖြစ်နေတယ်ဘာမှကိုရှုစရာမရှိတော့ဘူးဆိုရင်ငုတ်တူကြီးဒီတိုင်းထိုင်မနေပါနဲ့မျက်လုံးလေးဖွင့်လိုက်ပါမျက်စိမှိတ်ထားလို့ဘာရှုရမှမသိပဲဖြစ်နေတာပါမျက်စိမှိတ်ထားလို့ဟူလိုလိုတီလိုလိုဖြစ်နေတာပါဒူရာထီရာသိတဲ့ကာယ ानु ပတနာချမ်းသာတာငြိမ်ရာသိတဲ့ဝေဒနာ ानु ပတနာကြည်လင်အေးချမ်းနေတဲ့စိတ်ကလေးဘာအယောင်မှမရောဘဲနဲ့ဖြူတယ်တန်တန်လေးဖြစ်နေတဲ့စိတ်ကလေးကိုသိနေတာကစိတ်ဓာ ानु ပတနာဒူရာထီရာတွေလည်းဖြစ်ပြီးပြည့်ချမ်းသာတာငြိမ်ရာတွေလည်းဖြစ်ပြီးပြည့်သိနေတဲ့စိတ်ကလေးလည်းဖြစ်ပြီးပြည့်ဖြစ်ပြသဘောလေးကိုသိနေတာကဓမ္မာနုပတနာဖြစ်ပြမြင်တဲ့ဉာဏ်နဲ့အားကောင်းလာတော့မမြဲဘူးအနိစ္စသဘောမကောင်းဘူးဒုက္ခသဘောမပိုင်ဘူးအနတ္တသဘောဖြစ်ပြတံခံရလို့မကောင်းတာဒုက္ခမဖြစ်အောင်မပြအောင်တားဆီးမရတာတားဆီးမရလို့မပိုင်တာအနတ္တအနိစ္စသဘောအနတ္တသဘောအနိစ္စဓမ္မဒုက္ခဓမ္မအနတ္တဓမ္မအဲ့ဒီဓမ္မကိုရှုနေတာဓမ္မာနုပတနာဝင်လေထွက်လေစကင်လိုက်တာနဲ့တတိပဌာန်၄ပါးအဆင့်ဆင့်စုံသွားတာပါဒါကပြီးတာထိုင်ပြီးဝင်လေထွက်လေရှုတဲ့ချိန်မှာဖြစ်တာကိုပြောတာဒါလောက်နဲ့မက်ဖို့ရပြီလားဆိုတော့လည်းမရသေးဘူးမြင်သမျှယုံနာနည်းရဲ့ဖြစ်ဖြစ်ကြားသမျှယုံနာနည်းရဲ့ဖြစ်ဖြစ်နာသမျှယုံနာနည်းရဲ့ဖြစ်ဖြစ်စားသမျှယုံနာနည်းရဲ့ဖြစ်ဖြစ်ထိသမျှယုံနာနည်းရဲ့ဖြစ်ဖြစ်တွေးသမျှယုံနာနည်းရဲ့ဖြစ်ဖြစ်ဘာရ6ပါးနဲ့အာယုံ6ပါးစုံလို့ဖြစ်နေတဲ့ယုတ်တရားနံတရားတွေရဲ့ဖြစ်ဖြစ်တွေကိုသိရအောင်မယ်6ပါးသာလုံးအောင်မှ10တန်းအောင်တယ်လို့ပဲအာယဝေဒနာစိတ်ဓမ္မတတိပဌာန်၄ပါးလုံးဘာသာရပ်၄ခုလုံးစမေးဝဲအောင်မှမက်ဖို့နိဗ္ဗာန်ရပါတယ်ဘာရ6ပါးမှာဖြစ်နေတဲ့အာယုံ6ပါးနဲ့ပတ်သက်တဲ့ယုံနာ6မျိုးကိုပိုင်မှယုံနာ6မျိုးလုံးဟာဖြစ်ပြပဲမမြဲဘူးမကောင်းဘူးမပိုင်ဘူးလို့အသိဉာဏ်นี่ပိုင်မှမက်ဖို့နိဗ္ဗာန်ရမှာပါတခုလေးကိုပိုင်ယူလဲတော့မက်ဖို့နိဗ္ဗာန်မရသေးဘူးတခုပိုင်ပြီးတော့ကျန်တာတွေထုံနီ၎င်းလို့မရပါဘူးမြင်တာကိုမရှုဘူးပဲနဲ့မြင်တာရဲ့ဖြစ်ဖြစ်မသိနိုင်ပါဘူးကြားတာကိုမရှုဘူးပဲနဲ့ကြားတာရဲ့ဖြစ်ဖြစ်မသိနိုင်ပါဘူးနာနာစားတာထိတာတွေးတာမရှုဘူးပဲနဲ့နာနာစားတာထိတာတွေးတာတွေရဲ့ဖြစ်ဖြစ်ကိုမ
မသိနိုင်ပါဘူးခုပြီးသားထိုင်လို့သာအာနာပါနကိုအခြေခံပြီးပြောပြီးနေပေမဲ့တကယ်တရားထုတရားများရရှိတဲ့သူဟာကိုယ်မူရာဘာပဲပြုတိုင်းစိတ်မူရာဘာပဲဖြစ်တိုင်းသိအောင်ကြိုးစားရမယ်ဘယ်အာယုံပဲကြုံဖြစ်ပဲလို့သိတဲ့ဉာဏ်အားကောင်းအောင်ကြိုးစားရမယ်မျက်စိနဲ့အဆင်းနဲ့စုံတဲ့အခါမှာမြင်သိစိတ်ဖြစ်တယ်အဲ့ဒါရဲ့ဖြစ်ပျက်ကိုမြင်ရမယ်ဆိုတာနဲ့ပတ်သက်လို့တော့ယနေ့တည်းကဟောတဲ့တရားတွေထဲမှာပါပြီးသားပါသာသာချင်းတော့ပညာတွေနဲ့တွဲတည်မှာပေါ့လူမြင်ရင်လူခွေးမြင်ရင်ခွေးတပင်မြင်ရင်တပင်သိအောင်ပါပဲမြင်နေရှုမှတ်ပါများတော့မှအဲ့ဒီပညာတွေပြောက်ပြီးတော့ယောဂီရဲ့ဆဲအားလျော်စွာဉာဏ်အားလျော်စွာမြင်စရာသဘောလေးမြင်တတ်တဲ့သဘောလေးမြင်သိသဘောလေးဆိုတာကွဲပြားလာပါလိမ့်မယ်စက္ကရှုတော့မြင်တာနဲ့ပတ်သက်တဲ့ဖြစ်ပျက်တွေမြင်လာပါလိမ့်မယ်တွေးယူလို့ရတဲ့အရာမျိုးမဟုတ်ပါဘူးကိုယ်တိုင်ရှုမှသိလာမှာပါမြင်တာနဲ့ပတ်သက်တဲ့ပရမတ်သဘောဖြစ်ပျက်သဘောဟာမြင်ဖို့အခက်ဆုံးပါပဲဒါပေမဲ့ကြိုးစားအားထုတ်ရမှာပေါ့ထိုင်ပြီးတော့တရားအထုတ်တဲ့အခါချွေထွက်တာတို့ချိန်ကြိုက်တာတို့ပရိစိတ်တွေတက်လာတာတို့ကြုံတတ်တယ်ချွေတွေထွက်တော့လေတမာတိပြတ်တယ်တမာတိပြတ်တာမပြတ်တာအသာထားချွေငုတ်သွားရင်ကျမကြီးထိခိုက်မှာပဲချွေတုတ်ခွင့်ရှိပါတယ်လူတွေကတရားထိုင်နေတရားအထုတ်တယ်ဆိုရင်တဏှာကြီးထိုင်တဏှာကြီးလုံးမလှုပ်မရှက်ထိုင်မှာတရားအထုတ်တယ်လို့ထင်တယ်တဏှာကြီးလုံးမလှုပ်မရှက်ပြီးတည်ပြီးနေနိုင်မှာတရားထုတရားနဲ့ရမယ်လို့ထင်တယ်မဟုတ်ပါဘူးလူထိုင်ရုံနဲ့တရားမရပါဘူးစိတ်ထိုင်မှတရားရတာပါချွေတုတ်ခြင်းနဲ့မှတ်ချွေတုတ်တဲ့အမူအရာလေးကိုလည်းတုတ်တယ်ဆိုပေမဲ့လက်ကင်မွားနဲ့ချွေတုတ်တဲ့နေရာနဲ့ထိနေတဲ့သဘောလေးတွေချွေတုတ်ပါဠိနဲ့တစ်ဖြည်းဖြည်းရွေ့သွားတဲ့သဘောလေးတွေအဲ့ဒီသဘောလေးတွေသိနေရမှာပါပရိစိတ်ကတက်လာတယ်ပရိစိတ်ကိုဖယ်ခွင့်ရှိပါတယ်အဲ့မြောက်သွားလိုက်တယ်မြောက်တဲ့အမူအရာလေးတရွေချင်းလိုက်မှတ်လိုက်သိပရိစိတ်ကလေးသာဖယ်ဖို့တရားတစ်ထိုင်ထိုင်တဲ့အခါမှာဒီတစ်ထိုင်အတွင်းမလှုပ်ဘူးမကုတ်ဘူးလို့အဓိဋ္ဌာန်စရာမလိုပါဘူးဘုရားမဖြစ်မချင်းငါတင်မလင်ခွေမဖြတ်တော့ဘူးဆိုတာကဘုရားဖြစ်မဲ့နေ့မှဒိဋ္ဌာနာပါတောစထွက်ကြတဲ့ကဒိဋ္ဌာနာမဟုတ်ပါဘူးတောစထွက်တဲ့နေ့ကလေးကအဲ့ဒီလိုဒိဋ္ဌံဘုရားဖြစ်မှာမဟုတ်ပါဘူးတရားထုတ်တဲ့အခါမှာရှုမှတ်စိတ်ကလေးအစမပြတ်ဖြစ်နေဖို့ဒါအရေးကြီးပါတယ်ပြင်လို့ကပြင်နိုင်တယ်ပြောင်းလို့ကပြောင်းနိုင်တယ်ဒီကနေ့ရှိပြင်တာပြောင်းတာတော့မဖြစ်စေနဲ့အတန်တိုင်းဆုံးသီးခံမပြင်မပြောင်းမဲနေရင်မကျင်တဲ့ဒေါမနတာတွေဖြစ်လာရင်တော့ပြောင်းလိုက်ပါတော့ကုသိုလ်စိတ်ဖြစ်ခြင်းလို့တရားအထုတ်တာဝေဒနာအပေါ်မှာမကျင်တဲ့ဒေါသစိတ်ဖြစ်နေမှာတော့တရားအထုတ်တာပဲဖြစ်ပါတော့မလဲမြန်မာပြောင်းမှာလှုပ်ပါကုတ်ပါကုမူရာဘလို့နေစိတ်ကလေးဖြစ်တိုင်းသိနေဖို့ပဲအရေးကြီးပါတယ်ခါ
ခါတည်းမှာနာလုံးလို့ပြောင်းလိုက်တယ်ကျင်လို့ပြောင်းလိုက်တယ်ပြောင်းတဲ့အချိန်မှာနာဘုံကျင်ဘုံလေးတွေကမပြောင်းမဲ့ပီတီနေတော့ကလည်းမတူပါဘူးနာဘုံလေးတွေတစ်မျိုးကျင်ဘုံလေးတွေတစ်မျိုးပြောင်းလဲသွားပါတယ်အဲ့ဒါလေးကိုတောက်လျှောက်လိုက်ပြီးနေရမှာမရောရင်မနာလေးပြောက်သွားရင်ပြီးရောကျင်နာလေးပြောက်သွားရင်ပြီးရောဒီလိုပြောင်းအောင်မှာမဟုတ်ဘူးအဲ့ဒီအပြောင်းလဲလေးမှဖြစ်နေတဲ့နာမှုသဘောကျင်မှုသဘောဖောက်ပြန်ပုံကိုသိချကြည့်ရင်အဲ့ဒီအပြောင်းလဲလေးမှကိုမဉ္ဇဉ်ပူညာဆိုင်နိုင်တယ်ဒီနေရင်ဒေါသသာဖြစ်ပြီးတော့ဘာတရားမှမရဘူးပြောင်းလဲလို့ဖြစ်သွားတဲ့သဘောကိုသိချသိရင်အပြောင်းလေးမှကိုတရားရနိုင်တယ်နာတာလေးမပြောက်ခင်မဉ္ဇဉ်ဖြစ်နိုင်တယ်ကျင်နာလေးမပြောက်ခင်မဉ္ဇဉ်ဖြစ်နိုင်တယ်ရဲသာပြောင်းမှာအပြောင်းလေးတွေကိုအသုံးချတယ်လို့ချမ်းသာသွားတဲ့သူတွေအများကြီးခန္ဓာကိုယ်အမူအရာစိတ်အမူအရာရဲ့အပြောင်းလဲလေးတွေကိုတတိညာနဲ့အသုံးချတတ်လို့မဉ္ဇဉ်ပူညာစိုက်သွားတဲ့အရိယာပုဂ္ဂိုလ်တွေအများကြီးပါဝင်လေထွက်လေရှူရတာပေါ်ရလိုက်ရှူရတာအဆင်မပြေဘူးဆိုရင်တခါတည်းကျတော့ဂုဏ်တော်လေးပွားလိုက်ရတယ်တခါတည်းကျတော့မေတ္တာလေးပို့လိုက်ရတယ်ဂုဏ်တော်ပွားလို့ဝမ်းမြောက်တယ်ဝမ်းမြောက်တဲ့စိတ်ပြန်ရှုကြည်ညိုတဲ့စိတ်ဖြစ်တယ်ကြည်ညိုတဲ့စိတ်ပြန်ရှုသမထတလဲဝိပဿနာတလဲပေါ့မေတ္တာလေးပို့လိုက်တယ်အေးချမ်းသွားတယ်အေးချမ်းတဲ့စိတ်ကလေးအေးချမ်းတဲ့စသည်အဖြစ်ပြန်ရှုရှုမှတ်နည်းနဲ့ပတ်သက်တာတွေကတော့ထိုင်နေအပြီးပြောလို့ဖြစ်နိုင်ဘူးယောဂီတူချင်းရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့လျှောက်ထားချက်ပေါ်မူတည်ပြီးတော့သာပြုပြင်ပေးရတာပါကျင့်ကြုတ်ကတော့ဝိပဿနာရှုမဲ့ပုဂ္ဂိုလ်ဟာစိတ်ကိုဆက်နှိုးတဲ့သဘောနဲ့ဝင်နေထွက်လေကိုစရှုလိုက်တယ်တခြားအထွေထူးရှုစရာမရှိရင်ဝင်နေထွက်လေကိုပဲဆက်ရှုနေမယ်ငြိမ်းအေးတဲ့ချမ်းသာတဲ့ဆိုရင်ငြိမ်းအေးတဲ့ချမ်းသာတဲ့သဘောကိုရှုမယ်ငြိမ်းအေးမှချမ်းသာမှသိနေတဲ့စိတ်ကလေးကိုရှုမယ်ဘာမှမထင်ရှားတော့ရင်လည်းဘာမှမထင်ရှားမှသိနေတဲ့စိတ်ကလေးကိုရှုမယ်ဇတ်တိုက်ရှုပါများတော့ဖြစ်ပြတည်မြင်လာမယ်မြင်တာကိုဆက်ရှုမယ်ဒါကပြီးသားထိုင်တဲ့အချိန်တွေ့တွေပေါ်ရင်တွေ့တယ်ရှုမယ်ဝေဒနာတွေပေါ်လာရင်နာတယ်ကျင်နဲ့ရှုမယ်စကလုံးရဲ့နောက်ကမှဖြစ်နေတဲ့သဘောကိုသိချသိအောင်ကြည့်ရမှာပေါ့အထိုင်မှာကတော့အများအပြား၃ချက်ပဲရှိတတ်ပါတယ်ဘယ်တိုင်းဝင်လေထွက်လေသို့မဟုတ်လဲထိုင်နာထီတာစသည်အဖြစ်ကာယနောက်တစ်ချက်ကနာရာကျင်နာကြိုက်တာခဲတာဝေဒနာနောက်တစ်ခုကစိတ်တွေဟိုတွေးတီတွေးဟိုပြန်တီပြန်လွတ်လာဒီ၃ချက်ပဲများပါတယ်သင်္ချာရကိုရှုရုံပါပဲသွားရင်လာရင်လုံရင်ကန်ရင်နဲ့လေကိုယ်မူရာထင်ရှားရင်သို့မဟုတ်ကိုယ်မူရာကိုရှုလို့ရရင်ကိုယ်မူရာကိုရှုသကလုံးလေးနဲ့လိုက်သုံးနေဖို့မဟုတ်ဘူးစာဖတ်တယ်စာရွက်ကလေးလှန်လိုက်တယ်လှန်နဲ့ဆိုးနေရမှာမဟုတ်ဘူးလှန်လိုက်တဲ့ချိန်မှာလက်ကလေးစာရွက်နဲ့ထီတာဒီပဲရှင်လှန်လိုက်တဲ့အခါမှာရွေးရှားသွားတာအဲ့ဒါလေးတွေသိနေရမှာသတိအဖြစ်ပေါ့တဏိတာဘာပဲပြုကိုယ်မူရာလေးတွေလည်းရှုစိတ်ထဲမှာကောင်းတဲ့စိတ်တွေလည်းဖြစ်မယ်ဆိုးတဲ့စိတ်တွေလည်းဖြစ်မယ်ကောင်းရင်လည်းကောင်းမှန်းသိဆိုးရင်လည်းဆိုးမှန်းသိဖြစ်နေတဲ့အတိုင်းရှုလေထိုင်တရားမှတ်ချိန်နိုင်ဝက်ကြော်သွားပါပြီတရားဖြုတ်ခံနည်းလေးမှာမေတ္တာဘာဝနာပွားများလိုက်ပါ
ပုံမှန်နေရာကနေပုံမှန်စိတ်ကလေးနဲ့မေတ္တာပို့တာထက်ခုလိုတရားအထုတ်ပြီးလို့ကြည်လင်နေတဲ့စိတ်အေးချမ်းနေတဲ့စိတ်တည်ငြိမ်နေတဲ့စိတ်ကလေးနဲ့မေတ္တာပို့တာကပို့ပြီးတော့အစွမ်းထက်ပါတယ်တရားအထုတ်ဖို့တရားအထုတ်ဖက်တရားနာဖို့တရားနာဖက်ဒီကံမြင့်ကျောင်းလိုက်တွင်မှရှိတဲ့သူတော်ကောင်းပုဂ္ဂိုလ်ကြီးကျမ်းမာချမ်းသာကြပါစေဒီရက်ွက်သူရက်ွက်သားတွေကျမ်းမာချမ်းသာကြပါစေစံကြောင်းမြို့နယ်သူမြို့နယ်သားတွေကျမ်းမာချမ်းသာကြပါစေရန်ကုန်မြို့တော်သူမြို့တော်သားတွေကျမ်းမာချမ်းသာကြပါစေကမ္ဘာသူကမ္ဘာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေကျမ်းမာချမ်းသာကြပါစေကမ္ဘာသူကမ္ဘာသားတွေကျမ်းမာချမ်းသာကြပါစေဒီစัจ java မှာရှိတဲ့တတ္တဝါတွေအားလုံးကျမ်းမာချမ်းသာကြပါစေစัจ java အနန္တမှာရှိတဲ့တတ္တဝါအားလုံးကျမ်းမာချမ်းသာကြပါစေကိုယ်အနိနာကနေတဖြည်းဖြည်းချင်းဖြန့်ဖြန့်ပြီးတော့မေတ္တာပို့နိုင်ပါတယ်ကိုယ်အာသံယမေတ္တာပို့နည်းနဲ့လည်းပို့နိုင်ပါတယ်ကိုတိကျပို့ခြင်းတဲ့ပုဂ္ဂိုလ်ရှိရင်လည်းတတဝအများပေါ်ဖြန့်ထားတဲ့မေတ္တာလေးကိုတူတယောက်အပေါ်မှာစုပြုံးပြီးတော့ပို့နိုင်ပါလေတတဝအားလုံးကျမ်းမာချမ်းသာကြပါစေသူတို့ရှင်းရှင်းဆိုတော့ကျမ်းမာတာမထိတ်လေးကြပါလေတတဝအားလုံးချမ်းသာကြပါစေချမ်းသာတဲ့စိတ်ထဲမှာကျမ်းမာတာလည်းပါတယ်ဘေးကင်းတာလည်းပါတယ်ယောဂကင်းတာလည်းပါတယ်ဒုရင်ဆန္ဒပြည့်တာလည်းပါတယ်အကုန်ပါပါတယ်တတဝအားလုံးချမ်းသာကြပါစေပြီးတော့မှကိုထူးပိုးခြင်းတဲ့သူစီမောင်ဘသူချမ်းသာပါစေမဘသူချမ်းသာပါစေတတဝအများကိုဖြန့်ပို့လိုက်တယောက်တည်းကိုစုပို့လိုက်ဝိပဿနာအာထုတာသမထအာထုတာသမထရောဝိပဿနာရောအာထုတာအဓိကရည်ရွယ်ချက်ကတော့ကိလေသာငြိမ်းအေးဖို့လက်ဖို့နိဗ္ဗာန်ရဖို့ပါပဲဒါပေမဲ့လောကီအကျိုးလည်းတစ်ဖက်ကပြည့်စုံနိုင်ပါလေတရားကိုနာယီဝတ္တနာယီအာထုစိတ်တည်းအထူးကြည်နဲ့အထူးအေးချမ်းဥမစိတ်ကလေးတစ်ခုကြည်လင်အေးချမ်းနေတဲ့စိတ်ကလေးကလို့တလို့ကြည်လင်အေးချမ်းနေတဲ့စိတ်ကလေးကလွယ်လို့တလောကလုံးမှာဘာမှမရှိတော့ကိုယ်ခန္ဓာကိုယ်ကြီးတောင်မရှိတော့တယ်လို့အဲ့ဒီချိန်မျိုးလေးမှာကိုဖြစ်ချင်တာလေးတစ်ခုကိုတောင်းတလိုက်တယ်ကိုလိုချင်တာလေးတစ်ခုကိုဆန္ဒပြုလိုက်တယ်ဆိုရင်အဲ့ဒီလူရင်ဆန္ဒပြေဝပါတယ်ဒီလေသာငြိမ်းမှုတရားသူရဖို့အားထုတ်ပေမဲ့လောကီအကျိုးကလည်းအကန့်မိုင်းကလေးသို့မဟုတ်မိနစ်မိုင်းကလေးအာယုံပြုလိုက်ရုံနဲ့မလိုချင်အဆုံးရပါလေဒါဟာသမထဝိပဿနာဘာဝနာအလုပ်တွေကလျှို့ခုပါဟိုဟာရွတ်မှဒီဟာရွတ်မှလောကီစီဝါတုတ္တတာမဟုတ်ပါဘူးကိုယ်စိတ်ကိုအေးချမ်းအောင်တရားအထုတ်နေရင်လည်းတကယ်လိုအပ်လို့တောင်းတလိုက်ရင်တကယ်လိုအပ်တဲ့လိုအပ်ချက်ပြည့်စုံပါလေလောဘနဲ့ဟိုဟာလိုခြင်းတရားလိုခြင်းဆိုရင်တော့ဖယ်ဆုံးတော့မလဲတရားအထုတ်လို့တကယ်အေးချမ်းနေတဲ့လူကလည်းလောဘကြီးနဲ့မတောင်းတတော့ပါဘူးမရှိမဖြစ်လိုအပ်တဲ့လိုအပ်ချက်ကိုသာစိတ်ကလေးညှို့လိုက်မိမှာပါအေးချမ်းတဲ့စိတ်နဲ့မေတ္တာပို့ရင်စွမ်းတယ်လို့ခုလိုကိုယ်စိတ်ကလေးအေးချမ်းနေတဲ့အချိန်မှာ
ဒီကမ္ဘာလောကကြီးမှာသူတော်ကောင်းပုဂ္ဂိုလ်တွေမေတ္တာပို့တာနေကြမှာပဲသူတော်ကောင်းပုဂ္ဂိုလ်တွေပို့တာတဲ့မေတ္တာဓာတ်ကိုခံယူပါတယ်အဲ့ဒါဆိုရင်လည်းသူတော်ကောင်းတွေပို့တဲ့မေတ္တာဓာတ်ကိုကိုယ့်ရဲ့တမာတိအားလျော်စွာရပါတယ်ကိုယ်စိတ်ကြည်ရင်ကြည်သလောက်သူတော်ကောင်းတွေရဲ့မေတ္တာဓာတ်ရတယ်ကိုယ်စိတ်အေးရင်အေးသလောက်သူတော်ကောင်းတွေရဲ့မေတ္တာဓာတ်ရပါတယ်တရားသိဉ္ဇန်ဒီတရားဖြုတ်ခံဒီမှာမေတ္တာလည်းပို့ပါသူတော်ကောင်းတွေရဲ့မေတ္တာကိုလည်းခံယူပါခံယူပါတယ်လို့စိတ်ကလေးညှပ်ပြီးတော့ကိုယ်စိတ်ထဲမှာလေလိုင်းသားတွေကသူတော်ကောင်းတွေရဲ့မေတ္တာဓာတ်တွေကိုယ့်ရဲ့ငယ်တဲ့ကနေစလို့ကိုယ့်ရဲ့နှလုံးသားတွေကနေစလို့ကိုယ်ခန္ဓာကိုယ်အနှံ့ကိုယ်စိတ်အနှံ့ပြန့်သွားတဲ့ပုံလေးအာယုံပြုပါမေတ္တာဘာဝနာပွားများတော်မူနေကြတဲ့သူတော်ကောင်းပုဂ္ဂိုလ်တွေကျမ်းမာချမ်းသာကြပါစေအဲ့ဒါဆိုရင်လေကိုယ်ကမေတ္တာပို့နေတယ်ဆိုရင်တခြားမေတ္တာပို့နေတဲ့ပုဂ္ဂိုလ်ရဲ့မေတ္တာတတ်တည်ရတာပါပဲထိုင်တရားအထုတ်တာကိုပြုပြင်လို့ရပါပြီလူပြီးနဲ့ပတ်သက်လို့တိတ်ခွေလေးဖမ်းထားခြင်းနဲ့ဆိုလို့တောက်လျှောက်ပြောနေတာအမှန်ကတော့တကယ်တရားအထုတ်နေတဲ့အချိန်မှာအဲ့ဒီလိုကြီးတောက်လျှောက်ပြောနေစရာမလိုပါဘူးကိုတရားကိုအထုတ်နေရုံပါပဲဒီနေ့2003ခုနှစ်ဒီဇင်ဘာလ21ရက်နေ့ဖေပါလီထုတရားစခန်းပွဲအထမလေးနောက်ဆုံးနေ့ဒီနေ့တွင်ပြုစုကြရသောတပည့်တော်တို့ကုသိုလ်ကောင်းမှုစုစု၏အလိုစင်းကိုဖတ်ကြားမပြုပါဗျာယနေ့တရားပွဲကောင်းမှုလူရှင်စွမ်းရင်မိသားစုကောင်းမှုယနေ့ဆရာတော်ဘုရား၏ဓမ္မစာအုပ်200အလူရှင်ဖခင်ကြီးဦးသိန်းတို့မိခင်ကြီးဒေါခင်မြတို့ကအမှုထား၍သာမောင်နိုင်ဝင်းမောင်တောင်းနိုင်ကောင်းမှုပฏิပဋ္ဌာန်လံကြောင်မြောင်းတာဝန်မြို့နယ်ယနေ့ပင်မဲ့အချို၏အလူရှင်ကွယ်လွန်သူမိခင်ကြီးဒေါ်ထားရွှေကိုရည်စူး၍ဖခင်ကြီးဦးသိန်းဖေနှင့်သာသမီမြေးမြင့်တစုကကျ6000ခရတောင်တန်ဖိုးရှိပင်မဲ့အချိုများထူထမ်းခဲ့ပါလေဗျာယနေ့ချိုးချင်းလူရှင်မှတ်နှင်းွယ်ရွှေမတ္တိတိဝင်းမအေးအေးမွန်တငယ်ချင်းတစုကောင်းမှုယနေ့နှင်းချရီပန်းအလူရှင်ဦးအေးကြည်ဒေါခင်ကြည်သမီးမတ်ကြည်ကြည်လက်မတ်ကြည်ကြည်ဝင်းမိသားစုယနေ့ပန်းအလူရှင်စွန့်ရမိသားစုကောင်းမှုနှင့်ဆရာတော်ဘုရား၏ယဟန်မေတော်ဖြစ်သောဒေါခင်စောတိပန်းသူယနေ့ဆရာတော်ဘုရားတိကြဓမ္မပူဇာအလူရှင်များမှာကိုထွန်းထွန်းမော်မမိမိတွင်မိသားစုကျပ်9000ဥခင်ဆိုတော်ရင်ဆိုတာမောင်မိုးဆက်စောမောင်မိုးပြဖြူမိုးမြတ်တာစလုံးမိသားစုကျပ်9000အမေရိကန်ရောက်ဖိုင်နီချူးနှင့်ကိုစောမင်းမိသားစုကျပ်3000ဆရာမျိုးယူပပိတဇနိတော်တန်သားသေးသမီးမေချူခင်မိသားစုကောင်းမှုကျပ်1000ကိုထေးလွင်135ဟန်တာဝရီ21လမ်း6ရပ်ကွက်တောင်ကလာကျပ်9000ဆရာမဒေါ်နီဝင်းဒေါ်တန်သားသေးနှင့်တပည့်များကျပ်2000အထကလေးအလုံးမိဘနှစ်ပါးအမှုထ၍သမီးနန်းပြုံးပွင့်ခိုင်ကျပ်1000မိဘများအမှုထ၍မအေးအေးမွန်တော်မှတ်နှင်းနယ်ရွှေကျပ်9000ဦးမြကြီးအောင်ဒေါ်ထွေးသေးဆိုင်တာမောင်လက်စောမောင်လက်အောင်ဖြိုးတန့်အောင်မင်းတန့်အောင်မိသားစုကျပ်1000ကွယ်လွန်သူကိုကျော်ကျော်အားရည်စူး၍သနီးတော်ဝင်းဝင်းမြင့်ကောင်းမှုကျပ်1000ကွယ်လွန်သူဦးမြင့်စုအားရည်စူး၍ဒေါ်တန်းတန်းထိမိသားစု14တပည့်ညူတန်းကျပ်1000ကွယ်လွန်သူမိဘများရည်စူး၍ဒေါ်ပြုံးကြီးနှင့်ဦးတန်းထွန်းဒေါ်ကြည်ကြည်စန်းသမီးဝင်းတန်တာထွန်းတားမောင်ဝနကြည်ထွန်းမိသားစုကျပ်1000ကွယ်လွန်သူအဖိုးအဖွားများနှင့်ဖေဖေဦးညွန့်ဦးမေမေဒေါ်နန်းဆိုင်ဟင်းတို့အားရည်စူး၍ဒေါက်တာစိုင်းကျော်ရွှေမတန်တန်းထွေးသမီးလေး
နန်းမိုးခွင့်ပြုမိသားစုကျပ်တစ်သောင်းတိကျလို့ရှင်များနှင့်တကွာအများကောင်းမှုပေါင်းစုတန်းငွေယနေ့တာအတွက်ကျပ်3,445,600တိတိဖြစ်ပါတယ်ဗျာတရားဝဲရှိညတိုင်းနဲ့စုပေါင်းနဝကမ္မဓမ္မပူဇာအလှူငွေမှာကျပ်14,551,615တိတိပါဗျာထို့အလှူတို့များနှင့်တကွာတပည့်တော်တို့ကာမီကျောင်းတိုင်းဝေယဝဆအဖွဲ့များယမန်နှင့်ဆရာတော်ဘုရားထံမှတရားဝဲကျင့်ပဝင်ရသည့်အချိန်မှစ၍ယနေ့ကျင့်ပပြုစီနေ့တိုင်အောင်စီဘူးပြုစုကြရသောဝေယဝဆကုသိုလ်များပေါင်းစု၍ဒီဆက်သွန်ချအမျှပြုဝေပေးရပါယံခြေတော်ဥက္ကဋ္ဌလျှောက်ထားပါသည်ဗျာတရားဝဲနဲ့ပတ်သက်တဲ့ကုသိုလ်တွေကိုရောတခြားနေရာတွေမှာပြုခဲ့တဲ့တခြားကုသိုလ်တွေကိုရောအာရုံပြုပြီးတော့ဆုတောင်းကြအမြတ်တမ်းပေးဝေကြရအောင်ဣဒံမေပုညံနိဗ္ဗာနတပစ္စယောဟောတုဘုရားတပည့်တော်တို့ယနေ့ယခုပြုလုပ်အားထုတ်ရသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဝိယဝိသကုသိုလ်ဓမ္မတဝနာကုသိုလ်ဓမ္မဒေသနာကုသိုလ်အစရှိသောကုသိုလ်ကောင်းမှုအဆူဆူသည်ဆင်းရဲငြိမ်းရာနိဗ္ဗာန်ချမ်းသာ၏အထောက်အပံ့ဖြစ်ပါစေတည်းမိမိတို့လိုလားတောင်းတတဲ့ဘောဓိဉာဏ်ကိုလည်းဒီနေရာမှာကိုယ့်အကိုတူတူလေးဆိုပဲပြီးတော့ပဲဖြစ်ဖြစ်စိတ်ထဲရပဲဖြစ်ဖြစ်ဆိုလို့ရတာပေါ့ဘုရားစုပန်းတဲ့လူဆိုလည်းတပ္ပိညိတညာဏတပစ္စယောဟောတုတပ္ပိညိတဉာဏ်တော်ကြီးရဲ့ထောက်ပံ့ဖြစ်ပါစေပစ္စေကဗုဒ္ဓဖြစ်ခြင်းနဲ့တူပါတယ်ပစ္စေကဘောဓိဉာဏ်ရဲ့ထောက်ပံ့ဖြစ်ပါစေအက္ခတာဝကဖြစ်ခြင်းနဲ့တူပါလေအက္ခတာဝကဘောဓိဉာဏ်ရဲ့ထောက်ပံ့ဖြစ်ပါစေမဟာတာဝကတွေကတစ်ခုခုဖြစ်ခြင်းနဲ့တူပါလေမဟာတာဝကဘောဓိဉာဏ်ရဲ့ထောက်ပံ့ဖြစ်ပါစေယူယူပဲယဟနာဖြစ်ခြင်းနဲ့တူကတော့နိဗ္ဗာန်တဆိုရင်ကိုပဲရပါတယ်နော်နိဗ္ဗာန်တလို့ဆိုနေရင်လည်းကိုယ်လိုရှိတဲ့ဘောဓိဉာဏ်နဲ့တကွာတော့နိဗ္ဗာန်လို့အာယုညွတ်ထားလိုက်ရင်လည်းရပါတယ်ဆင်းရဲငြိမ်းရာနိဗ္ဗာန်ချမ်းသာ၏အလိုရှိရာဘောဓိဉာဏ်၏အထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုတို့၏အဖို့ဘာကကိုဤပဝင်းကျင်၌ရှိကြကုန်သောပုဂ္ဂိုလ်တ attva များနှင့်တကွာစัจ java လာနန္ဒ၌ရှိကြကုန်သောလူနတ်ဓမ္မတ attva အလုံးတို့အားအမြတ်ပေးဝေပါကုန်၏အမြတ်ရ၍တ attva အလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာ၍လူရာဆန္ဒပြီးဝကြပါစေမျက်နှာ
တရားရှင်မြင်နာ၌ရှိကြသောနတ်လူသတ္တဝါအလုံးတို့သည်ဘေးရန်ယောဂကင်းစင်ကွာ၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေတရားရှင်မြင်နာ၌ရှိကြသောနတ်လူသတ္တဝါအလုံးတို့သည်ဘေးရန်ယောဂကင်းစင်ကွာ၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေတရားရှင်မြင်နာ၌ရှိကြသောနတ်လူသတ္တဝါအလုံးတို့သည်ဘေးရန်ယောဂကင်းစင်ကွာ၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေသာဓုသာဓုသာဓု တရားနာပိဋကများအားလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာ၍လူရာဆန္ဒပြည့်ဝကြပါစေ